ကျွန်တော်နာမည်ဦးမျိုးလံဦးဖြစ်ပါတယ်ကျွန်တော်ဓာတုဗေဒဘာသာရပ် grade 10 11 12သင်ခန်းစာများကိုဆရာမျိုး Facebook page YouTube channel နဲ့တက်တော်တို့မှာဒီသင်ကြားပို့ချတဲ့သင်ခန်းစာဗီဒီယိုဖိုင်တွေကိုတင်ပေးမှာဖြစ်တဲ့အတွက်ကြောင့်ဆရာမျိုး YouTube channel subscribe လုပ်ပေးထားဖို့လိုပါတယ်ခင်ဗျ subscribe လုပ်ပေးပြီးတော့အသက်တင်တိုင်းသိရအောင်ကျွန်တော်တို့ notification လေးကိုလည်းနှိပ်ထားပေးပါခင်ဗျFacebook page နဲ့တက်တော်ကိုလည်း follow လုပ်ထားပေးဖို့လိုပါတယ်ဆရာဒီနေ့သင်ကြားပေးမယ့်အကြောင်းအရာ chapter 1မှာရှိတဲ့ chemical bonding and intermolecular force ရဲ့အချက်ကိုဆရာသင်ကြားပေးမှာဖြစ်ပါတယ်အဲ့တော့ဒီ chemical bonding and intermolecular force လို့ခေါ်တဲ့ဒီ chapter 1မှာဘာတွေသင်ကြားမလဲဘာတွေသင်ကြားမလဲဆိုတော့ section 5ခုရှိပါတယ် section 1.1 မှာ basic concept to understand chemical bonding section 1.2 မှာ ionic bonding section 1.3 မှာ covalent bonding section 1.4 မှာတော့ intermolecular force and section 1.5 မှာတော့ metallic bonding ဆိုပြီးတော့ section 5ခုခွဲခြားထားပါတယ်အဲ့တော့ဆရာဒီနေ့သင်ကြားပေးမှာ basic concept to understand chemical bonding အကြောင်းအရာကိုဆရာသင်ကြားပေးမှာဖြစ်ပါတယ်section 1.1 မှာ basic concept to understand chemical bonding ဓာတုဓာတ်စီးတွေကိုနားလည်ဖို့အတွက်အခြေခံသဘောတရားတွေသိဖို့အတွက်သင်ကြားပေးမှာဖြစ်ပါတယ်ဓာတုဓာတ်စီးတွေကိုဆရာတို့နားလည်ဖို့ basic concept တွေလိုအပ်ပါတယ်အခြေခံသဘောတရားတွေလိုအပ်ပါတယ်အဲ့ဒီအခြေခံသဘောတရားတွေကိုဆရာတို့ဆရာတဲ့သိပ္ပံပညာရှင်တွေကဒီအတန်တွေရဲ့ electronic တိဆောက်ဖွဲ့စည်းပုံအတန်တွေရဲ့ electron ဖွဲ့စည်းပုံတွေကိုဆောက်ဖွဲ့တွေ့ရှိပြီးတဲ့နောက်မှာဆရာတို့ဒီသိပ္ပံပညာရှင်တွေကသူညီရဲ့ဒါမှမဟုတ်ကွဲပြားခြားနားတဲ့ဓာတ်ရှင်တွေရဲ့အတန်တွေတစ်ခုနဲ့တစ်ခုပေါင်းစပ်မှုတွေပေါင်းစပ်နိုင်တဲ့နည်းလမ်းတွေကိုဒီသိပ္ပံပညာရှင်တွေကရှာဖွေတွေ့ရှိခဲ့ပါတယ်ဆရာတို့ electron နဲ့အတန်တွေရဲ့ electron တိဆောက်ပုံတွေကိုသိဖို့ရှာဖွေတွေ့ရှိပြီးတဲ့နောက်မှာသိပ္ပံပညာရှင်တွေကဒီ element ဓာတ်ရှင်တွေရဲ့တူညီတဲ့ဓာတ်ရှင်ကွဲပြားခြားနားတဲ့ဓာတ်ရှင်တွေထဲမှာရှိတဲ့အတန်တစ်ခုနဲ့တစ်ခုပေါင်းစပ်နိုင်တဲ့နည်းလမ်းတွေကိုသိပ္ပံပညာရှင်တွေကရှာဖွေတွေ့ရှိခဲ့ပါတယ် Since the discovery of the electronic structures of atoms, scientists have been able to investigate the ways in which atoms of the same or different elements can combine with one another. အဲ့ဒီအခါမှာအတန်ထဲမှာရှိအတန်ရဲ့အပြင်ဘက်ကျဆုံး valence electron တွေ outermost electron တွေကအတန်တစ်ခုနဲ့တစ်ခုပေါင်းစပ်ဖို့အတွက်အခြေခံသဘောတရားတွေဖြစ်ပါတယ်အခြေခံနားလည်မှုဖြစ်ပါတယ်အတန်တွေတစ်ခုနဲ့တစ်ခုပေါင်းစပ်နိုင်အောင်အခြေခံနားလည်အခြေခံသဘောတရားတွေဖြစ်ပါတယ်အခြေခံတွေဖြစ်ပါတယ်အဲ့တော့ဒီအတန်ထဲမှာရှိတဲ့ electron တွေvalence shell outermost shell electron တွေအတန်ရဲ့အပြင်ဘက်ကျဆုံး electron တွေကဒီအတန်တစ်ခုနဲ့တစ်ခုပေါင်းစပ်မှုနားလည်ဖို့အတွက်အခြေခံကြပါတယ်အခြေခံအချက်တွေဖြစ်ပါတယ်နောက်တစ်ခုက that this interaction of electrons leads to the force of attraction chemical bonds that hold together in substance အဲ့တော့ electron တွေအပြန်အလှန်အကျိုးသက်ရောက်မှုမှာဒီ drop ဝတ္ထုထဲမှာရှိတဲ့ဓာတုဓာတ်စီးတွေကိုအတူတကွဖြစ်ဖို့ဆွဲငင်အားတွေဖြစ်ဖို့အတွက်ဆွဲငင်အားတွေ force of attraction လို့ခေါ်တဲ့ဆွဲငင်အားတွေရှိဖို့ဒီ electron ကဥဆောင်ပြီးတော့အရှိကနေပြီးတော့ဥဆောင်သွားတာဖြစ်ပါတယ်။ပြန်ပြောပြပါမယ်။ The outermost electron valence electrons or those atoms are the basis for understanding the joining of atom အဲ့တော့ outermost electron ဆိုတော့အတန်တစ်ခုမှာတော့အပြင်ဘက်ကျဆုံး electron တွေကိုပြောတာအဲ့ဒီ electron တွေဒီအတန်တစ်ခုမှာရှိတဲ့အပြင်ဘက်ကျဆုံး electron တွေကဒီအဲ့ထဲမှာရှိတဲ့ electron တွေတစ်ခုနဲ့တစ်ခုပေါင်းစပ်ဖို့အတွက်ပေါင်းစပ်မှုတွေကိုနားလည်ဖို့အတွက်အခြေခံကြပါတယ်ဒီ basic electron တွေကthe interaction of electron leads to the force of attraction
chemical bonds that hold together in substance. Or there interaction of electron ဒီ electron တွေရဲ့အပြန်အလှန်အကျိုးသက်ရောက်မှုကဒီ drop ဝတ္ထုထဲမှာရှိတဲ့အတန်တွေတစ်ခုနဲ့တစ်ခုလားဓာတ်ဓာတ်ပေါင်းဖို့ဓာတ်စီးဖို့အတွက်ဆွဲငင်အားတွေနဲ့အတူမတူညီတဲ့လားဆွဲငင်အားတွေနဲ့အတူ electron တွေကပဲဒီကောင်တွေဆွဲငင်အားကောင်းမှုအတွက် electron တွေကပဲဥဆောင်တာဖြစ်ပါတယ်နားလည်အောင်ထပ်ပြီးတော့ပြောပြရမယ်ဆိုရင်ဒီ electron တွေရဲ့အပြန်အလှန်အကျိုးသက်ရောက်မှုဟာဒီ drop ဝတ္ထုထဲမှာရှိရဲ့အတန်တွေအတူတကွတစုတစည်းရဲ့ဖြစ်စေတဲ့ဆွဲငင်အားတွေဒါမှမဟုတ်ဓာတ်ဓာတ်စီးတွေများကိုဥတည်စေပါတယ်ဓာတ်ဓာတ်စီးတွေဖြစ်ပါတယ်The interaction of electron ပြောပြမယ်ဒီ interaction electron ထဲမှာဒီ electron တွေရဲ့အပြန်အလှန်အကျိုးသက်ရောက်မှုဟာဒီ drop ဝတ္ထုထဲမှာရှိတဲ့အတန်များတစ်ခုနဲ့တစ်ခုပေါင်းစည်းဖို့အတွက်တစ်ခုနဲ့တစ်ခုတစုစည်းဖြစ်ဖို့အတွက်ဆွဲငင်အားတွေရှိမယ်ဓာတ်ဓာတ်ပစ္စည်းတွေရှိမယ်အဲဒီဓာတ်ဓာတ်ပစ္စည်းတွေဆွဲငင်အားတွေကဒီ electron တွေကဥဆောင်သွားတာဖြစ်ပါတယ်ဂရိတ်တွေကျောင်းသားကျောင်းသူများအနေဖြင့်ဒီသင်ခန်းစာလေးကိုနားလည်ကြားလိမ့်မယ်လို့ယုံကြည်ပါတယ်